တီးတန့်တွေးဆုံမေးမြန်းခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုသမ္မတကြီးရဲ့ဒီကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းဟာမြန်မာနိုင်ငံရဲ့ပြည်ပြင်ပြောင်းလဲမှုတွေကိုအားလုံးလိုက်လဲကြီးကျူရတဲ့မှတ်ကြောက်တင်တဲ့မိန့်ခွန်းပါဒီနေရာမှာကျွန်တော်သတိထားမိတာကသမ္မတကြီးအနေနဲ့အထူးပြောဆိုသွားတဲ့ပြည်ပြင်ပြောင်းလဲမှုပေါ့နော်နိုင်ငံရေးပြည်ပြင်ပြောင်းလဲမှုတွေမှာဆိုရင်ဒီအာဂရိလိုက်စားမှုနဲ့သမ္မတကြီးလည်းရင်ပြောဥပါတယ်ဥပဒေစိုးမိုးရေးကိစ္စတွေပါတစ်ဆက်တည်းမှာပဲလွှတ်တော်ထဲမှာဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ကနေပြီးတော့တရားဥပဒေစိုးမိုးရေးကော်မရှင်ဆိုတာကိုခေါင်းဆောင်မှုတာဝန်ယူလာနေပါပြီအဲ့တော့ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ဒီတရားဥပဒေစိုးမိုးရေးကော်မရှင်ပေါ့နော်ကော်မရှင်ကိုသမ္မတကြီးတို့ရဲ့အစိုးရအဖွဲ့အနေနဲ့ဘယ်လိုများကူညီပံ့ပိုးမှုတွေပူးပေါင်းလှုပ်ဆောင်မှုတွေလုပ်သွားမလဲဆိုတာသိပြရစီခင်ဗျဟိုနည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့လွတ်တော်ကလည်းဒါသူတို့လှုပ်တင်လှုပ်ထိုက်တဲ့ဟိုကိစ္စဖြစ်ပါတယ်နောက်တစ်ခါဒေါအောင်ဆန်းစုကြည်ကလည်းဒီ rule of law ဆိုပြီးတော့ဒါအများအားသူကပြောတာရှိတာပြောတာရှိတဲ့အတွက်ကြောင့်ဒီတရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ဒီကော်မတီတရအနေနဲ့သူ့ကိုတောင်းပေးတာလည်းဒါအမတန်သဘာဝကျပါတယ်အဲ့တော့ကျွန်တော်တို့အစိုးရဘိုင်းကလည်းခုနကလိုဒီတရားဥပဒေစိုးမိုးရေးနောက်တစ်ခါဒီအဂရိကင်းရှင်းနဲ့ပတ်သက်ပြီးတော့ဒီဟာကျွန်တော်တို့ရဲ့ခုနကလိုရည်မှန်းချက်ကျွန်တော်ဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကကျွန်တော်တို့အစိုးရဘက်ကလည်းလှုပ်တယ်လွတ်တော်ကလည်းဒီလိုကျွန်တော်တို့ဝိုင်းပြီးတော့လှုပ်ပေးတယ်ဆိုရင်ဘာပဲဖြစ်ဒါကောင်းတယ်ကျွန်တော်တို့ဒါအလားအလာတစ်ခုဖြစ်တယ်လို့ဒီလိုပဲကျွန်တော်တို့ယူဆတာပါဟုတ်ကဲ့ဒီကော်မရှင်အနေနဲ့ဟိုသမ္မတကြီးရောနောက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ပါဟိုပြပခီးထွက်နေတဲ့အချိန်မှာပေါ့နော်ဒီရန်ကုန်တိုင်းတို့မှာရှိတဲ့တချို့ရဲစခန်းလေးတွေကိုသွားပြီးတော့ကြီးခဲ့တယ်တရားသူကြီးအဖွဲ့တွေနဲ့ဆွေးနွေးတယ်ဆိုတော့လည်းကျွန်တော်တို့ကြားရပါတယ်အဲ့ဒီနေရာမှာတစ်ချက်ပေါ့နော်အဲ့မှာကျွန်တော်တို့ဒါကတော့ဟိုလက်တွေ့ဖြစ်တဲ့ကိစ္စလေးပေါ့ဒီမိသားစုတစ်ခုကိုဖမ်းထားပြီးတော့အာမခံမပေးတဲ့ကိစ္စမျိုးလေးဗာလေးတွေသူတို့တွေ့ရတဲ့မျိုးလေးကြားပါတယ်ဒါမျိုးတွေနဲ့ကြုံလာရင်အစိုးရအဖွဲ့အနေနဲ့ဘယ်လိုများတုံ့ပြန်ဆောင်ရွက်သွားဖို့ဘယ်လိုအစီအစဉ်ရှိတယ်လဲခင်ဗျအဲ့တော့ဒီကိစ္စတော့ကျွန်တော်ထင်တယ်ဟိုဥပဒေအတိုင်းပဲကျွန်တော်ဒါလောက်ကြမှာကိစ္စဖြစ်ပါတယ်အဲ့တော့ဥပဒေနဲ့မညီညွတ်တာကိုခုနလိုလောက်တဲ့အတွက်ကြောင့်ဒီအဖွဲ့ကနေသွားပြီးတော့ခုနကလိုသူတို့အကူကြီးတောင်းတယ်သွားပြီးတော့ခုနလိုရဲစခန်းကိုကြည့်တယ်မှန်တယ်ပြုတယ်ဆိုလို့ရှိရင်ဒါဥပဒေအတိုင်းဖြစ်အောင်ကျွန်တော်တို့ပြန်ပြီးတော့ဒါအစိုးရဘိုင်းကဒါဆောင်ရွက်ဖို့ကျွန်တော်တို့ဒါရှိမှာပါခဏခဏဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ပေါ့နော်သမ္မတကြီးအနေနဲ့လည်းဒီပြပခီးကိုမထွက်ခင်မှာလည်းမကြသေးခင်ကပဲဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တာရှိပါတယ်အလားတူပဲပြပကိုရောက်တဲ့အခါတော့လည်းအထူးတလဲဒေါအောင်ဆန်းစုကြည်ကသမ္မတကြီးကိုလာပြီးတော့နှုတ်ဆက်ခါတော့ပြုတာကျွန်တော်တို့တွေ့ရပါတယ်ဘလို့အကြောင်းနေမြန်ထူးထူးခြားခြားလေးမြန်ပြပမှာရောက်တုံးဆွေးနွေးပြတယ်ဆိုတာလေးပြောသိပြစီလားဟိုနည်းဖြစ်ပါတယ်သူကတော့ကျွန်တော်ကိုအကြီးကတယောက်အနေနဲ့သူလည်းဒီမှာရောက်နေတယ်ကျွန်တော်လည်းဒီဟို UN ရဲ့ Assembly ညီလာခံမှာမိန့်ခွန်းပြောဖို့ပြုဖို့တက်ဖို့လာတယ်ပြုတယ်ဆိုတော့သူကတော့လာပြီးတော့တွေ့ဆုံနှုတ်ဆက်တဲ့သဘောပါပဲဘာမှတော့ထူးကျွန်တော်တိုင်မင်တာတွေပြောတာတွေတော့မရှိပါဘူးမလားလာနှုတ်ဆက်တဲ့သဘောပါဟုတ်ကဲ့စိုးစိုးတော့ကျွန်တော်ပြောတဲ့အထက်မှာဒီလွှတ်တော်ရဲ့ကော်မရှင်တွေကိစ္စပေါ့နော်လွှတ်တော်ရဲ့ကော်မရှင်တွေကိစ္စမှာထူးခြားတဲ့မြန်မာနိုင်ငံရဲ့ဒီတက်တန်းနှုနယ်သေးတဲ့ဒီဥရေပြုလွှတ်တော်အခြေအနေနဲ့ဒီသမ္မတကြီးတို့ရဲ့ပြည်ပြင်ပြောင်းလဲရေးကိုဒီဇိုင်းမတ်လုပ်နေတဲ့အစိုးရအဖွဲ့ကြားထဲမှာအများအမြင်ပေါ့နော်အပြင်ဘက်ကအမြင်ကဟိုနည်းနည်းဟိုတင်းမာမှုလေးတွေရှိနေတယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ဒီလွှတ်တော်ကော်မရှင်တွေကိုဒီပြည်ထောင်စုအဆင့်ထားရှိရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလိုဟိုညင်ညာခုံကြတဲ့ပုံစံလေးတွေဖြစ်တယ်နောက်အခြေခံဥပဒေဆိုင်ရာခုံရုံးဖွဲ့ကိုဟိုနှုတ်ထွက်ခိုင်းလိုက်ရတဲ့အခြေအနေမျိုးဖြစ်ခဲ့တယ်ဆိုတော့တချို့ဆိုရင်ဒါဖွဲ့စည်းပုံအခြေခံရဲ့ဥပဒေရဲ့ crisis ပေါ့နော်ပြဿနာကြီးတရားလို့တော့ပြောချင်တဲ့လူတွေရှိနေကြတယ်ခင်ဗျအဲ့တော့ဒါနဲ့ပတ်သက်လို့သမ္မတကြီးကျွန်တော်ကိုသမ္မတကြီးရဲ့အပြင်ကိုရှင်းပြပါဟိုနေ့မှာပဲကျွန်တော်တို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာခုနကလိုကျွန်တော်တို့ဒါပြဿနာတရားရှိလာလို့ရှိရင်နောက်တစ်ခါဒီဖွဲ့စည်းပုံအခြေခံဥပဒေကတာဝန်ပေးထားတဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်းဒီပြဿနာကိုသူကဖြေရှင်းပေးဖို့တာဝန်ရှိပါတယ်နော်တာဝန်ရှိတယ်အဲ့တော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကနေပြီးတော့ဖြေရှင်းပေးတဲ့ဟိုကိစ္စတစ်ခုကိုလွတ်တော်ကနေပြီးတော့ခုနလိုမှန်တယ်မှားတယ်နော်ဒါကတော့ခုနကလိုသူတို့ပဲဒါဆုံးဖြတ်ပြီးတော့ဒါလိုက်တာလှုပ်ဆောင်ရမယ့်ကိစ္စမျိုးကျွန်တော်တို့ဖြစ်ပါတယ်အဲ့တော့မှားတယ်ဆိုရင်လည်းဒါသူတို့ရဲ့အများစုနဲ့ဒါမှားတဲ့အကြောင်းသူတို့ခုနကလိုဟိုနဲ့လှုပ်ထိုင်ရမှာပေါ့လေမှန်တယ်ဆိုလို့ရှိရင်လည်းဒါသူတို့ရဲ့အပိုင်းပါပဲခုနကလိုဆိုတာဟောဒီကိစ္စကြောင့်ဟိုကျွန်တော်တို့နဲ့တော့ဘာမှအစိုးရဘိုင်းနဲ့တော့ပြဿနာမရှိဘူးတိုးတော်လည်းကျွန်တော်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခုနကလိုဒီလူတွေဟိုထွက်သွားရအောင်ဒီဖြစ်မဲ့အစားပေါ့လေတခြားကျွန်တော်တို့ထပ်ပေါက်တစ်ခုရှိပါသေးတယ်ဒီထပ်ပေါက်ကတော့ခုနကလိုလွတ်တော်မှာ
ဖွဲ့စည်းပုံအခြေခံဥပဒေမှာကျွန်တော်အခန်း20မှာပြဋ္ဌာန်းထားတဲ့ amendment ပါပြင်ဆင်လို့ရတယ်အဲ့တော့ဟိုတန်းမှာဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတိတိကျကျနဲ့မပါဘူးဆိုလို့ရှိရင်လည်းတိတိကျကျနဲ့ပါအောင်ထပ်ပြီးတော့ထည့်လို့ရတယ်ဒါကျွန်တော်တို့ဒီຢာလေးလမ်းကြောင်းလေးတော့သူတို့ပေးလိုက်ပါတယ်တော်လည်းပဲဒီအဖွဲ့အစည်းနှစ်ခုဟာခုနလိုတီးခြားသူကလွတ်ဆောင်ဝင်ပေးထားတဲ့အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒါကြိုက်တဲ့နိုင်ငံရေးလမ်းကြောင်းကိုဒါသူတို့ရွေးချယ်သွားခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့သမ္မတကြီးရဲ့ဒီကုလသမဂ္ဂမိန့်ခွန်းမှာပဲကျွန်တော်သတိထားမိတဲ့တစ်ချက်ကအရင်အစိုးရကပါလို့နော်သမ္မတကြီးရဲ့အရင်အစိုးရကဆိုလို့ရှိရင်ဒါစစ်တပ်နဲ့အုပ်ချုပ်တဲ့မိန့်အာဏာနဲ့အုပ်ချုပ်တဲ့အစိုးရအခုဆိုလို့ရှိရင်ရသားအစိုးရအနေနဲ့ဥပဒေပြုအဖွဲ့တွေအတိုက်ခံနေနဲ့ချိန်ခွင်ရှာညှိပြီးတော့အုပ်ချုပ်ရတဲ့အစိုးရပုံစံမျိုးဖြစ်လာပြီဆိုတော့ဒီလိုအထူးသဖြင့်လွှတ်တော်နဲ့ချိန်ခွင်ရှာညှိပြီးအုပ်ချုပ်ရတဲ့အနေအထားမျိုးမှာဘယ်လိုအခက်အခဲမျိုးတွေများရှိနေတယ်လဲခင်ဗျနေ့မှာပဲအမှားတော့လွတ်တော်ကလည်းသူဥပဒေပြုရေးအပိုင်းမှာသူတီးခြားလှုပ်ဆောင်ခွင့်သူ့မှာရှိပါတယ်သူရဲ့အဓိကတာဝန်ရတော့ဒါဥပဒေပြုရေးအပိုင်းပေါ့လေနောက်ကျွန်တော်တို့အစိုးရအပိုင်းဆိုတော့လည်းအုပ်ချုပ်ရေးအပိုင်းပေါ့အဲ့တော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေရကိုမန္တန်ကြီး၃ခုပေါ့ကျွန်တော်ဒီကဥပဒေပြုရေးအပိုင်းအုပ်ချုပ်ရေးအပိုင်းနဲ့တရားစီရင်ရေးအပိုင်းဆိုပြီးတော့ဒီလိုခွဲခြားပြီးတော့သူကသတ်မှတ်ပေးထားပါတယ်အမှားတော့ကိုယ့်အလုပ်ကိုလုပ်ကြရတဲ့သဘောပါပဲတိုးတော်လည်းတစ်ခုနဲ့တစ်ခုကခုနလိုထိန်းချောင်းပေးဖို့ဆိုတော့ဒီရလဲဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါပါတယ်အမှားယွင်းမရှိအောင်အစိုးရအဖွဲ့ကလည်းခုနလိုတချို့ကိစ္စတွေလွှတ်တော်ကိုကျွန်တော်တို့ထောက်ပြစရာရှိတာထောက်ပြမှာဖြစ်တယ်လို့လွှတ်တော်အပိုင်းကလည်းအစိုးရအဖွဲ့ကိုဒီလိုပဲကျွန်တော်တို့ဒါထောက်ပြမှာဖြစ်ပါတယ်ဒါတော့ဖွဲ့စည်းပုံအခြေခံဥပဒေရတာအကောင့်တွေပေါ်ဆောင်ရွက်ခြင်းပဲဖြစ်တယ်လို့ကျွန်တော်တို့ဒီတိုင်းပဲခံယူထားပါတယ်ဟုတ်ကဲ့ခင်ဗျသမ္မတကြီးရဲ့အခုဒီကုလသမဂ္ဂညီလာခံနဲ့တိုက်ဆိုင်ပြီးလာတဲ့အမေရိကန်ခရီးစဉ်ကအောင်မြင်မှုတွေတော်တော်ကြားရပါတယ်အထူးသဖြင့်သမ္မတကြီးဒီမှာရှိနေတော့မှာပဲမြန်မာနိုင်ငံရဲ့ပို့ကုန်တွေကိုပိတ်ဆို့ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပယ်ဖျက်ပေးမယ်ဆိုပြီးတော့ကြေညာချက်တွေထွက်ပါတယ်ဒီလိုပို့ကုန်တွေပိတ်ဆို့ထားမှုပယ်ဖျက်လိုက်ပြီဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့တချို့ဟာစိုးရိမ်တယ်လို့ပေါ့နော်ဒီခရိုနီလို့ခေါ်တဲ့အခွင့်အရေးလူနည်းစုပဲအသာစီးရယူပြီးတော့စီးပွားလမ်းဖြစ်သွားမဲ့ပုံစံမျိုးမဖြစ်အောင်ဆိုရင်သမ္မတကြီးရဲ့အမြင်ကဘယ်လိုများကူညီဆောင်ရွက်ဖို့ရှိလဲအဲ့တော့ဒီကတော့ကျွန်တော်တို့ကလို investment law နဲ့ပေါ်ပြီးတော့ကျွန်တော်ဆိုင်ပါတယ်အဲ့တော့ invest law မှာလည်းကျွန်တော်တို့ကိုယ်နိုင်ငံသားနောက်တစ်ခါကျွန်တော်တို့ဒီနိုင်ငံသားစသည်အဖြစ်ပေါ့လေနိုင်ငံသားလည်းလာပြီးတော့ယင်းနှိမ့်မြုပ်နှံမယ်ဆိုရင်ကျွန်တော်တို့ကဒါမူဝါဒလည်းကျွန်တော်တို့ပေးထားပါတယ်တစ်ချက်ကတော့ကိုယ်နိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုကျွန်တော်မထိခိုက်စေရဘူးနှစ်ချက်ကတော့ကိုဒီအနည်းကိုပေါ့လေဒီနိုင်ငံရဲ့ဂုဏ်သိက္ခာကိုကိုမထိခိုက်စေရဘူးဥမာတော့အနောက်နိုင်ငံကပဲလာပြီးတော့အကုန်လုံးနဝကြီးအုပ်သွားတယ်တရုတ်ကပဲလာပြီးတော့အကုန်လုံးဒါစီးပွားရေးလုပ်ငန်းတွေမှာနဝကြီးအုပ်သွားတယ်ဆိုနိုင်ငံလည်းသိက္ခာကြတာပေါ့အဲ့တော့ကိုယ်နိုင်ငံဂုဏ်သိက္ခာလည်းမထိခိုက်စေရဘူးနောက်တစ်ခါတော့အချုပ်ချာအာဏာပေါ့အဲ့တော့အချုပ်ချာအာဏာဆိုတော့နိုင်ငံရေးသမားနဲ့စီးပွားရေးသမားတိတ်ပြီးတော့အချိတ်ဆက်လုတ်ပြီးတော့မှနော်ဒီလိုကျွန်တော်လှုပ်ရှားရတဲ့သဘောရှိပါတယ်ဥပမာနိုင်ငံရေးသမားလည်းမဲရွေးဖို့ပြုဖို့ဆိုရင်စီးပွားရေးသမားရှိရလှူတဲ့ငွေတို့ဘာတို့ညာတို့ဒါတွေကိုလူခံရတာတွေလက်ခံရတာတွေဒါတွေရှိတာပေါ့လေအဲ့တော့ဒါမှမဟုတ်နိုင်ငံရေးသမားအာဏာရတဲ့အခါမှာလည်းစီးပွားရေးသမားကိုပြန်ပြီးတော့နေရာပေးရတာတွေလည်းရှိတာပေါ့တိုးတော်လည်းဒီဟာတွေကတိတ်ပြီးတော့ဒီဖြစ်လာရင်ထဲထဲဝင်နဲ့တိတ်ပြီးများလာလို့ရှိရင်စီးပွားရေးသမားအချုပ်ချာအာဏာပါလာပြီးတော့ကျွန်တော်တို့ဒါချုပ်ကင်နေတဲ့သဘောမျိုးတွေဒါတွေတက်ရောက်လာတယ်ဒါမှမဟုတ်အချုပ်ချာအာဏာကိုလည်းမထိခိုက်စေရဘူးနောက်တစ်ခါဒီသဘာဝပတ်ဝန်းကျင်တွေကျွန်တော်တို့မပြည့်ရင်းစေရဘူးဘာလို့ရှိသမျှအကုန်ထုတ်ယူပြီးတော့အကုန်နှင်းလုပ်သွားလို့မဖြစ်ဘူးဘာလို့ကျွန်တော်တို့သားစဉ်မြေဆွဲအတွက်ဆိုတာကျွန်တော်တို့ဒါခြံခဲ့ရအောင်ပါခြံထားခဲ့ရအောင်ပါအဲ့တော့ဒါဒီရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ပတ်သက်ပြီးတော့လာပြီးတော့ဒီလိုရင်းနှီးမြှုပ်နှံခြင်းအဖြစ်ကိုယ်တိုင်းရင်းသားရဲ့အကျိုးစီးပွားကိုလည်းကျွန်တော်ထိခိုက်စရာအကြောင်းမရှိပါဘူးကျွန်တော်အကာအကွယ်ပေးထားပါတယ်နောက်တစ်ခုကလည်းဒီ investment law နဲ့လည်းကျွန်တော်ဒါအကာအကွယ်ပေးထားတာရှိပါတယ်ဟုတ်ကဲ့ခင်ဗျအခုဒီခီးစဉ်အတွင်းမှာဆိုလို့ရှိရင်သမ္မတကြီးဟာပြည်ပမှာရှိနေတဲ့ပြည်ပမီဒီယာတွေနဲ့ရောမြန်မာလိုအတန်လွှင့်နေတဲ့မြန်မာမီဒီယာတွေနဲ့ရောတော်တော်လေးကိုအချိန်ပေးပြီးတော့တွေ့ဆုံခဲ့တာရှိပါတယ်အဲ့တော့ဒီလိုမီဒီယာတွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ရောပြည်ထဲမှာရှိတဲ့မီဒီယာတွေကိုလည်းလွတ်လပ်ခွင့်တွေပေးနေတယ်ဆိုတာကျွန်တော်တို့ကြားရပါတယ်သမ္မတကြီးအနေနဲ့ရှေ့ဆက်ပြီးတော့ဘာတွေဖြစ်စေချင်လဲဘာတွေမြင်ချင်တယ်လဲဆိုတာသိပြရစီအမှားတော့ဒီမီဒီယာတွေကတော့များသောအားဖြင့်တော့ကိုယ်တိုင်းပြည်ရဲ့လိုသိသိတိုက်တဲ့ကိစ္စတွေကိုဒီကြော်ညာပေးတဲ့ကျွန်တော်တို့သဘောပါပဲကြော်ညာပေးတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်ကိုတိုင်းပြည်အနေနဲ့ကျွန်တော်တို့အနေနဲ့တော့ကျေးဇူးတင်ရမှာပါလေမီဒီယာကိုကျေးဇူးတင်ရမယ့်သဘောကျွန်တော်တို့ရှိပါတယ်ဟုတ်ကဲ့အော်ဒီလိုတွေ့ဆုံပြောကြားပေးမှာပဲခင်ဗျားတို့လိုထုတ်ပြန်လိုက်တဲ့ဟာလွှင့်လိုက်တဲ့ဟာတွေကအများပြည်သူလိုဒါသိရှိမှနားလည်မယ်သဘောပေါက်သွားမယ်ဆိုတော့ဘာဖြစ်ကျွန်တော်ကတော့ကျေးဇူးတင်ပါတယ်